မင်္ဂလာပါကျမ low nutrition ရဲ့ကိုယ်တွေ့လေးကိုနည်းနည်းမျှဝေချင်ပါတယ်low nutrition ပေါ့နော်ကောင်းတာတွေတွေးရမယ်ကောင်းတာတွေးရင်ကောင်းတာတွေဖြစ်မယ်မကောင်းတာတွေတွေးလို့ရှိရင်မကောင်းတာတွေပတ်ဝန်းကျင်မှာပဲကျင်လည်နေမယ်ပေါ့အဲ့လိုမျိုးနဲ့ကျမအတွေ့တွေကိုစတင်ပြီးတော့ပြောင်းခဲ့တယ်စတင်ပြီးတော့ပြောင်းတာကကျမကဒီစီးပွားရေးတွေလုပ်တော့ကိုယ်ပိုင်ငွေရှိတယ်အပြင်ကယူတဲ့ငွေတွေရှိတယ်ပေါ့နော်အဲ့လိုမျိုးမှာကျမအဲ့လိုအရင်ဒီ low nutrition ကိုစပြီးတော့မသိခင်အချိန်တုန်းကဆိုလို့ရှိရင်ကျမဒီလကုန်ရင်ဘယ်သူ့ကိုဘယ်လောက်ပေးရမယ်ဘေးရဲမှာတော့ဘယ်သူ့ကိုဘယ်လောက်ပေးမယ်ပေးရန်ရှိတယ်ဘယ်လောက်ရှိတယ်အဲ့လိုမျိုးပဲအဲ့ဒါကိုပဲဒီနေ့ကိုအချိန်ပေါင်းများစွာတွေးနေတာပေါ့နော်နောက်ကြတော့ကျမရဲ့အတွေ့ကိုလုံးဝပြောင်းလဲလိုက်တယ်ကျမအဲ့ပေးရန်ရှိတဲ့အပေါ်မှာစိတ်ကိုမထားဘဲနဲ့ကျမဝင်ငွေအပေါ်မှာပဲစိတ်ကိုထားလိုက်တယ်ဒီမှာဒီကုမ္ပဏီကဘယ်လောက်ဝင်ငွေရှိမယ်ဘယ်လောက်ဝင်မယ်အဲ့ဝင်ငွေတွေကိုကျမကကျေးဇူးတင်တယ်ဒီဝင်ငွေလေးတွေရှိတဲ့အတွက်ကြောင့်လည်းကျမကအလုပ်ကိုလေးရှင်းဆက်ပြီးတော့လုပ်လို့ရတယ်ကျမပေးရန်ရှိကိုလေးပေးလို့ရတယ်ကျမရဲ့ဒီထုတ်ကုန်တွေကိုလေဒီကုမ္ပဏီတွေကထပ်တိုးပြီးတော့သုံးနေတဲ့အတွက်ကျေးဇူးတင်တယ်အဲ့လိုပဲအတွေးတွေကိုပြောင်းလိုက်တယ်အဲ့လိုအတွေးတွေကိုပြောင်းလိုက်တာတစ်စိမ့်မမဲ့လုပ်တဲ့တစ်လခွဲလောက်ကြာမှတိတိတတ်တာကိုပြောင်းလဲသွားပါတယ်ပြောင်းလဲသွားတာကအရင်တော့ဆိုရင်အဲ့လိုဝေးအတွက်အမြဲတမ်းပူပင်နေရတယ်ဒါပေမဲ့အခုအဲ့လိုအတွေးလေးတွေပြောင်းလိုက်တဲ့အချိန်မှာလုံးလုံးကြီးဒီပေးရန်ရှိတယ်မကြေသွားရင်ပေးရင်တော့မှပေါ့နော်ဒီအရန်ကြီးစိတ်မပူရတော့ဘူးသူ့မှာလည်း step by step ပေါ်ဒီရဲကြရင်ဒီလိုမျိုးဆိုအစင်သစ်လေးတွေဖြစ်လာပြီးတော့ပေါ့နော်အဲ့လိုမျိုးလေးနဲ့စပြီးတော့ကိုယ့်ကိုယ်တတိထားမိမျိုးအဆင်ပြေလာတယ်ပြီးတော့အဲ့လိုမျိုးယုံကြည်တဲ့စိတ်ကကျမပို့ပြီးတော့ကိန်းအောင်လာတဲ့အချိန်မှာကျမကကောင်းတာလေးတွေကိုတွေးပြီးတော့ဒီကောင်းတဲ့အတွေးလေးတွေနဲ့ကျမ universe နဲ့ဆက်ဆက်မိအောင်လုပ်တယ်ပြီးတော့ကျမရဲ့ဒီဘဝတစ်လျှောက်လုံးမှာကျမဘာလို့အလိုအပ်ဆုံးလဲဆိုတဲ့တခုကို focus ဝေးတယ်ပြီးတော့ကျမအဲ့ဒါကိုတောင်းတယ်တောင်းပြီးတော့ကျမဒီဟာကိုရမယ်ဆိုတဲ့ယုံကြည်ချက်ကို100%အပြည့်ထားတယ်ဒါ low nutrition ရဲ့အခြေခံသဘောတရားပဲဟုတ်နောက်ဗီဒီယိုမှာလည်းကျမဒီကိုယ့်ရဲ့အတွေ့အကြုံလေးကိုပြန်ပြီးတော့ sharing လုပ်ပေးပါမယ်ကျမဟိုစောင့်ကြည့်ပေးကြပါဦးနော်